အားလုံးမင်္ဂလာပါဒီချက်ဒီနေ့သင်ပေးမယ်အင်ကြီးပုံစံလေးရဒီပုံစံလေးเนาะဒီပုံလေးကိုတစ်ချက်ဟိုတနေ့ကပြပေးထားပါတယ်သင်ပေးမယ်ဆိုပြီးတော့အဲ့ဒါညာဘက်လက်မလက်ဆွဲငုပ်သွားတော့ကတ်ကြီးလုံးဝကင်လို့မရနဲ့မသင်ပေးပြလိုက်တော့တာเนาะအဲ့တော့အခုဒီမှာဒီပုံစံလေးမှာဆိုရင် तू ကလေအင်ကြီးလေးရရိုးရိုးရှင်းရှင်းလေးဒီ design လေးကဘယ်လိုချုပ်လဲဆိုအခုလိုမျိုးမြန်မာဆန်ဆန်လေးချုပ်လို့လှတယ်နောက်ပြီးတော့ ready to wear ချုပ်ပဲဆိုလဲခါလေးနည်းနည်းပိုရှည်လိုက်ပေါ့เนาะခန္ဓာကိုယ် ready to wear site လိုမျိုး free style လိုမျိုးအပွားလေးချုပ်အဲ့ design ဆိုရင်လည်းသူတို့ skirt နဲ့ပဲဝယ် style band နဲ့ပဲဝယ်လှတဲ့ design လေးเนาะသူ့ရဲ့အလှကသူကဘာပါလဲဆိုတော့ဒီမှာသူကရင်စင်းပြားလေးပါတယ်ပခုံးကနေပြီးတော့ရှေ့ချမ်းပဲပေါ့နော်နောက်ချမ်းကတော့ကျတို့ပုံမှန်အတိုင်းလေးပဲသွားတယ်ဒီကောင်ကရှေ့ချမ်းလေးအဲ့ရှေ့ချမ်းမှာဒီမှာရင်စင်းတစ်လိုင်းလေးထည့်ထားတယ်နောက်ပြီးတစ်ချက်ဘာနဲ့လာလဲဆိုတော့ရေကူးတောက်ကလေးပါမယ်နောက်ဒီမှာဒီကကျဲသီးလေးကျဲသီးကွင်းလေးတွေအလှလေးတက်ပြီးထားတယ်ရင်စင်းကသူကဘယ်လိုလေးလာလဲဆိုတော့ဒီမှာเนาะတစ်ချက်ပြမယ်ဒီလိုမျိုးလေးအဟာလေးအောက်မှာသူကဒီမှာတစ်ထက်ခံရင်ကန်လေးလိုမျိုးတစ်ထက်ပေါ့เนาะဒါပေမဲ့ဒီကောင်ကကြတော့ခြေလိုရင်ကန်အတုပေါ့เนาะဒီမှာဒီလိုမျိုးလေးတော့လှန်ကြည့်လိုက်ရင်ခြေလိုဘယ်လိုတွေ့မလဲဆိုတော့ဒါမျိုးလေးရှိမယ်ဒီလိုမျိုးလေးလာเนาะဒါကတော့ပုံမှန် daily ပေါ့เนาะအပြင်သွားအပြင်လာဝတ်တဲ့ပုံစံမျိုးလေးပေါ့အလုပ်သွားတဲ့အချိန်ဝတ်မဲ့ပုံစံဆိုတော့ခြေလိုနှစ်ထပ်မချုပ်ထားဘူးဒီမှာပုံမှန်ကော်ပိတ်မကပ်ပဲနဲ့တစ်ထပ်ပဲချုပ်ထားတယ်ဒါတော့ပွင့်လင်းပြောတော့ကော်ပိတ်လေးကပ်ပြီးချုပ်တော့ပိုတောင့်ပြီးတော့ပို့ပြီးတော့ထဲသွားတာပေါ့เนาะဒါပေမဲ့ဒီခေတ်ကာလမှာကုန်ကြစိတ်တွေရှိတယ်ဆိုတော့ကိုယ့်ရဲ့ customer ကဘယ်လိုလေးလိုချင်တယ်သူတို့လိုချင်တဲ့ပုံစံကိုကအလှဆုံးလေးဖြစ်အောင်ချုပ်ပြရတာပေါ့เนาะနောက်ဒီကျိုးအလှလေးမှာဆိုရင်ဒီပန်းဘူးလေးရှိတယ်ဒီပန်းဘူးလုပ်ပုံလေးပါတစ်ချက်တက်တက်ထပ်ပြပေးမယ်เนาะဒီမှာကတော့တစ်ချက်အင်ကြီးပတ်တန်ဝယ်အရင်လေးပြပေးမယ်ပတ်တန်ဆဆွဲပြီဆိုရင်ခြေတို့ဒီပတ်တန်မှာရင်စင်းပြားလေးရယ်ရေကူးတောက်ရယ်ဆွဲမယ်เนาะရေကူးတောက်အတွက်ကဒီခြေတို့ရှေ့ရင်ကျဲရယ်အပေါ်ကိုလေးစိတ်တက်မှတ်မယ်အဲ့ဒီအမှတ်နဲ့ဒီခြေတို့ရင်တောက်ထိတ်အမှတ်ကလေးနဲ့ကိုခြေတို့ဆက်လိုက်မယ်ဆက်ပြီးသွားရင်ရင်တောက်ထိတ်ကနေအပေါ်ဘက်ကိုနှစ်လက်မကွဲတက်မှတ်မယ်အဲ့ဒါလေးကရေကူးတောက်ယူဖို့အတွက်ခြေတို့တောက်ထိတ်ပေါ့เนาะနှစ်လက်မကွဲအမှတ်ကအဲ့ဒီနှစ်လက်မကွဲအမှတ်နဲ့အပေါ်ကရင်ကျဲအပေါ်တက်မှတ်ထားတဲ့အမှတ်ရဲ့တဝက်ဝက်အပေါ်ကိုလေးစိတ်ထပ်ပြီးတော့မှတ်လိုက်မယ်အဲ့အမှတ်ကလေး၃ခုကိုတချို့ကိုကွေးလေးပေကွေးလေးနဲ့ဆွဲမယ်เนาะပတ်တန်အကြီးဆိုပေကွေးနဲ့ဆွဲလို့ရတယ်။နောက်ရင်ထိတ်ကနေဒီဘက်ကိုတချို့၃စိတ်ယူလိုက်မယ်။၃စိတ်ယူပြီးတော့တချို့ခုနကကိုကွေးလေးဆွဲထားတဲ့မြေလေးနဲ့ကိုလိုက်ပြီးတော့ပြန်ဆက်လိုက်မယ်။ဒါဆိုရင်တချို့ရေကူးတောက်အောက်ဘက်ကလေးရပြီ။အပေါ်တက်မှတ်ထားတဲ့တချို့၄စိတ်တက်ထားတဲ့ရင်ကျဲအပေါ်တက်မှတ်ထားတာလေ။အဲ့အမှတ်ကနေပြီးအောက်ကို6စိတ်လေးအခုလိုလေးချမယ်။ချပြီးတော့တချို့နှစ်လက်မတက်မှတ်ထားတဲ့အမှတ်ကလေးနဲ့ဝက်လိုက်တယ်ဆိုရင်ရေကူးတောက်ကလေးပေါ်လာပြီเนาะအဲ့တော့ခုန3စိတ်ကလေးနဲ့လှမ်းပြီးတော့ဆက်လိုက်ဒီမှာပြီးရင်ခြေတို့ရင်ထိတ်ကနေပြီးတော့အောက်ကိုခြေတို့ပုံမှန်အနည်းဆုံး2လက်မကွဲချမယ်လူကောင်ကြည့်ရင်တော့ခြေတို့3လက်မကွဲလေးချလို့ရတယ်เนาะဒီမှာတော့ခြေ2လက်မကွဲချထားတယ်အဲ့အမြင်းကနေပြီးခြေတို့တစ်ဖက်ကို2စိတ်စီပြန်ထုတ်မယ်အဲ့2စိတ်ထုတ်ထားတဲ့အမှတ်ကလေးအခုတစ်ခြေဝဝိုက်ကလေးဆွဲပြတာเนาะအဲ့လိုလေးသွားမယ်နှစ်ဖက်စလုံးပြီးရင်2စိတ်အမှတ်ကနေပြီးခြေတို့ခါးထောက်စီကိုခြေတို့တန်းပြီးတော့ဆွဲချလိုက်ဒါဆိုရင်ခြေတို့ရေကူးတောက်အဝိုက်ကလေးပေါ်လာပြီအခုမှင်နီနဲ့ဆွဲပြထားတဲ့ဥစ္စာအတိုင်းဒီခြေတို့ညှက်ထုတ်ရမယ်เนาะဒါဆိုရင်ရေကူးတောက်အဝိုင်းပေါ့ဒီမှာဒီခြေမှင်နီနဲ့ချစ်လိုက်တယ်เนาะမှင်နီချစ်ထားတဲ့ဟာတွေအကုန်လုံးကခြေတို့ညှက်ထုတ်ရမှာအခုမှင်နီချစ်ထားတဲ့အတိုင်းလေးကိုခြေတို့ခွဲထုတ်မယ်เนาะဒါဆိုရင်ခြေတို့ရှေ့ချမ်းနှစ်ချမ်းရပြီပြီးရင်ခြေတို့ရင်စင်းပြအတွက်လုပ်မယ်ရင်စင်းပြအတွက်လေဘင်းကခြေတို့ဘေးကျဲဒီတိုင်းထားမယ်အောက်ကိုကြတော့ခြေ9လက်မအောက်ကိုချလိုက်တယ်အဲ့တော့ဒါ9လက်မနေရာမှာအဲ့လိုမြင်းတန်းလေးဆွဲထားလိုက်เนาะပြီးရင်9လက်မအမှတ်နေရာနေအောက်ကိုခြေတို့အနည်းဆုံး3လက်မပေါ့ဒါမှမဟုတ်4လက်မလုံးပြီးအဲ့နေရာလေးကိုခြေတို့လေဘင်းဘေးကျဲကနေပြီးမြင်းလေးဆွဲတာဒါရင်စင်းပြအတွက်ပေါ့เนาะအဲ့တော့ဒီထိတ်ဆွဲထားတဲ့နေရာမှာခြုံခြုံကြီးဖြစ်နေလို့မရဘူးကိုကွေးလေးပေါ့เนาะအဲ့နေရာလေးမှာလက်ကလေးနဲ့အသားလေးဆွဲလိုက်တော့ရတယ်เนาะအတိုင်းလေးမြင်းကိုအသားလေးကိုကွေးလေးဖြစ်သွားအောင်ဆွဲပတ်တန်အကြီးမှာဆိုရင်တော့မြင်းရောင်ရောင်လေးကွေးသွားတာเนาะဒီမှာကတော့နည်းနည်းအကွေးကပိုထင်းတာပေါ့ပြီးခြေတို့ရင်စင်းပြအကျယ်ကိုဘယ်လောက်ယူမလဲခြေတို့1လက်မကွဲလား2လက်မလားအဲ့တိုင်ကိုခြေတို့ယူသွားမယ်เนาะတညီလေးပဲတစ်ခါလေးယူသွားမယ်အဲ့ဒါပတ်တန်ဖြတ်ထုတ်ဖို့အတွက်ပေါ့เนาะဒီမှာဆိုရင်ခြေ2လက်မယူထားတယ်ပတ်တန်အကြီးမှာအဲ့တော့ဒါပတ်တန်အသေးလေးเนาะအဲ့တော့2လက်မအတိုင်းခြေတို့ဒီတိုင်းလေးဆွဲသွားမယ်ဒါဆိုရင်ခြေတို့ရင်စင်းပြဖြတ်ထုတ်ဖို့အတွက်လည်းရပြီဒီတိုင်းလေးခြေတို့မြင်းလေးတွေလိုက်ပြီးတော့ဆက်လိုက်မယ်เนาะဒီဒီဇိုင်းလေးကလေပတ်တန်ထုတ်ရတာလေးပဲနည်းနည်းလေးစမ်းသွားတာတကယ်ချုပ်မယ်ဆိုရင်လွယ်တယ်เนาะဘာမှမခက်ခဲပါဘူးအခုတိုင်းဆိုရင်ခြေတို့ရင်စင်းပြားလေးရပြီအဲ့တော့ခြေတို့ဒီမှာကြံခဲ့တယ်ဒီနေရာလေးကခြေတို့ရင်ကန်အတုပေါ့เนาะဒီခြေကတော့အလွယ်ပြောလိုက်မယ်သူ့ကိုခြေတို့ယူရမယ်ဒါကဖြတ်ထုတ်အောင်ဒါပေမဲ့သူ့ကိုဖြတ်ထုတ်မယ်ဆိုရင်ခြေတို့ကဒီတေးသေးလေးပဲမဖြတ်အောင်เนาะအခုဒီမှာတစ်ချက်ပြထားတယ်အဲ့မြင်းရဲ့ဒီဘက်ကိုခြေတို့၄စိတ်ပို့ယူမယ်၄စိတ်ကလေးဒီတိုင်းတောက်လျှောက်အကုန်လုံးယူသွားမယ်เนาะ
ဒါကတချေတို့ကရင်ကန်အတုပေါ့နော်အလွယ်ခေါ်ရရင်ဘာဖြစ်လဲဆိုတော့တချေတို့ရင်စင်းပြဆက်ထားတဲ့နေရာမှာဒီရင်ကန်ကိုအောက်မှာထပ်ပြီးတော့တခါတည်းဖိပြီးချုပ်မှာမို့လို့နော်အဲ့ဒါမှတချေတို့ဒီရင်စင်းပြလေးကလည်းမမတောင်းတောင်းလေးနဲ့ရင်စင်းပြလန်သွားရင်အောက်ဘက်ကိုလန်ပြီးတော့ပေါ်နေတာမျိုးပါမျိုးမဖြစ်တော့ဘူးပေါ့နော်တခါတည်းငုံပြီးသားဖြစ်သွားဒါရင်ကန်တုချုပ်မယ်နေရနော်ဟုတ်ပြီအဲ့ဆိုချေတို့အကုန်လုံး3ခုလုံးရပါပြီနော်အဲ့တော့ချေတို့ဒါညှက်ထုတ်ပေးမယ်နော်ပြီးဒါ F1 ဒီကောင်ကရေဘူးတော့ဖြတ်လိုက်တော့တကြောင်မလို့ F1 F2 ရလာမယ်ကျဲခုဒီမှာပတ်တန်ဖြတ်ထုတ်လိုက်ပြီးရင်ကန်တူရင်စင်းပြ F1 F2 ဆိုပြီးတော့အပိုင်းကြီးခွဲထုတ်လိုက်ပြီနော်ရင်ကန်တူအတွက်ကိုကြတော့ကျဲတို့ကအခုလိုပတ်တန်မဖြတ်ထုတ်ခင်မှာတည်းကပထမပတ်တန်ပုံစံဆွဲကြရပါတော့ကျဲတို့ပတ်တန်တစ်ခုလှိမ့်ဘင်းနဲ့ပွားယူမယ်လေဘင်းစုပ်မှတ်ကလေးမှတ်ဖို့မမေ့နဲ့နော်လေဘင်းနေရာလေးပြန်ချုပ်ရင်လွဲမှာဆိုလို့အဲ့တော့ရင်ကန်တူအတွက်ကိုကျဲတို့ဘယ်ထိယူမလဲဆိုတော့ဒီရင်စင်းပြရဲ့မြင်းဘေးဘက်မှာချုပ်စာ၄စိတ်ပို့ထားတယ်နော်အဲ့ဒီအထိကိုကျဲတို့ရင်ကန်တူပုံစံအရင်ဆုံးလှိမ့်ဘင်းနဲ့ယူမယ်ပြီးမှဖြတ်ထုတ်မယ်ရင်စင်းများချုပ်ဖို့အတွက်ကြတော့ခြေတို့ကပိတ်စကိုဒဲအတိုင်းခောက်ယူလေးနဲ့ညှက်မယ်နော်ဒါကခောက်ယူနေရပါတော့အဲ့တော့ဒဲအတိုင်းယူမယ်ဒီ F1 နဲ့ဆက်မဲ့နေရာမှာခြေတို့ချုပ်စာသွားမယ် F1 F2 ခွဲထုတ်တဲ့ဥစ္စာတွေအကုန်လုံးမှာခြေတို့ချုပ်စာ၄စိတ်စီသွားမယ်အဲ့တော့မှတ်ထားမှာခွဲချောင်းတိုင်းမှာချုပ်စာ၄စိတ်ထည့်ဖို့မမေ့ပါနဲ့နော်အားလုံးပဲအဆင်ပြေကြပါစေ